စစ်ကြောလာရဲ့အဆုံးသတ်မှာဘာရှိသလဲတိုက်ပံပညာရှင်တွေဟာအလင်းနဲ့တန်ပေါင်းများစွာဝေးကွာတဲ့နေရာတွေကိုတယ်လီစကော့ပတွေနဲ့လှမ်းကြည့်နေကြသလိုလူသားတွေဟာလည်းစစ်ကြောလာရဲ့အဆုံးကိုရောက်ရှိဖို့အိမ်မက်မှတ်နေကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကတည်းကအလင်းထက်မြန်တဲ့အရှိန်နဲ့စစ်ကြောလာရဲ့အဆုံးကိုရှာဖွေခဲ့တဲ့ပုံကိုယ်တယောက်ရှိခဲ့ဘူးတဲ့ဆိုတာသင်သိပါသလားသူ့နာမည်ကယောဟိတက်တာပါ သူဟာလူဘဝတုန်းကတာမန်လူမဟုတ်ပဲအလွန်ကြီးမားတဲ့တကိုးအာနုဘော်ရှိရဲ့ယသိတပါဖြစ်ခဲ့ပါတယ်။သူ့ရဲ့အရှိန်ဟုန်ဟာဘလောက်မြန်တယ်လဲဆိုရင်ကျွမ်းကျင်တဲ့လေးသမားတစ်ယောက်ပစ်လိုက်တဲ့မြားထက်တောင်မြန်ပါတယ် သူ့ရဲ့ခြေလမ်းတလန်းဟာအရှိတမှုတရားကနေအနောက်တမှုတရားကိုတလန်းတဲ့နဲ့ကူးနိုင်တဲ့အထိအံ့မကန်းပါပဲယောဟိတတာဟာစိတ်ကူးတစ်ခုရခဲ့ပါတယ်အဲ့ဒါကတော့ငါရဲ့မြန်ဆန်တဲ့အရှိန်နဲ့စက်ကြဝဠာရဲ့အဆုံးသတ်ကိုတွားပြီးရှာဖွေမယ်ဆိုတာပါပဲသူဟာစားချိန်အိတ်ချိန်ကလွဲလို့တစ်စက္ကန့်မနာပဲခရီးနှင်းခဲ့ပါတယ်အချိန်တွေဟာတစ်နှစ်ပြီးတစ်နှစ်ကုံဆုံးသွားခဲ့ပြီးနှစ်ပေါင်း100အထိကြာမြင့်ခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကစက်ကြဝဠာရဲ့အဆုံးကိုမတွေ့ခဲ့ရပဲသူဟာလမ်းကူလက်မှတင်တေဆုံးသွားခဲ့ရပါတယ်နတ်သားဘဝရောက်တဲ့အခါသူဟာမြတ်ဗုဒ္ဓထံချင်းကပ်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်အရှင်ဘုရားတေခြင်းအိုခြင်းမရှိတဲ့လောကရဲ့အဆုံးကိုခြေချင်းရှုပ်သွားပြီးရောက်နိုင်ပါသလားတဲ့မြတ်ဗုဒ္ဓကပြန်လဲမိန့်ကြခဲ့တာကတော့ငါရှင်ဒီလိုသွားယုံနေတော့လောကရဲ့အဆုံးကိုဘယ်တော့မှမရောက်နိုင်ဘူးဒါပေမဲ့လောကရဲ့အဆုံးကိုမရောက်ဘဲနဲ့လေဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်ဘူးတဲ့မြတ်ဗုဒ္ဓကဆက်လက်ပြီးတော့အခုလိုဟောကြားတော်မူပါတယ်ပြင်ပလောကကြီးရဲ့အဆုံးကိုတွားပြီးရှာလို့မရနိုင်သလိုအဲ့ဒီလိုရှာဖွေနေခြင်းဟာလေတင့်ကိုဆင်းရဲဒုက္ခကနေမကယ်တင်နိုင်ဘူးဒါကြောင့်အချိုးမရှိတဲ့ပြင်ပရှာဖွေမှုကိုရပ်တန့်ပြီးအချိုးရှိတဲ့အတွင်းလောကခန္ဓာကိုယ်ရဲ့အဆုံးကိုသာရှာဖွေပါလို့မိန့်ကြားတော်မူခဲ့ပါတယ်ယနေ့ခေတ်သိပ္ပံပညာအရလည်းစัจ java လာဟာအစဉ်အမြဲတခေးပြေးကျယ်ပြန့်လာနေခြင်းဖြစ်နေတဲ့အတွက်အလင်းနှုံးနဲ့တွားရင်တောင်အဆုံးကိုရောက်ဖို့မဖြစ်နိုင်ပါဘူးဒါဆိုမြတ်ဗုဒ္ဓအဆိုလိုတဲ့လောကရဲ့အဆုံးဆိုတာဘာလဲမြတ်ဗုဒ္ဓကဒီတလန်မြရှိတဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်နဲ့အတိတရားထဲမှာပဲလောကရှိတယ်လို့မိန့်ပါတယ်ဆိုလိုတာကကျွန်တော်တို့မြင်နေကြားနေရတဲ့စัจ java လာဆိုတာကျွန်တော်တို့ရဲ့အာယုံခံစားမှုအာယတနာတွေကတဆင့်ဖန်တီးထားတာပါမိမိရဲ့အတွင်းစိတ်ထဲကလောဘဒေါသမောဟတွေခြုံငိမ့်သွားတဲ့နိဗ္ဗာန်ဟာတာလျင်တကယ်လောကရဲ့အဆုံးသတ်အစစ်အမှန်ဖြစ်ပါတယ်ယောဟိတသရဲ့ခရီးစဉ်ကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့အဖြေကပြင်ပစัจ java လာကြီးထဲမှာရှိနေတာမဟုတ်ပဲမိမိရဲ့အတွင်းစိတ်ထဲမှာပဲရှိနေတယ်ဆိုတာပါပဲအမှန်တရားကိုရှာဖွေဖို့အဝေးကြီးတွားစရာမလိုပါဘူးမိမိကိုယ်ကိုပြန်လေကြည့်ရှုဖို့ပဲလိုအပ်တာပါအားလုံးပဲအေးချမ်းကြပါစေ